ကဲဒီနေ့တင်ပြပေးရမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့ကာယံအကြောင်းလေးပေါ့နော်ကာယံအကြောင်းမှာကာယံလို့ဆိုတော့ကျွန်တော်ခဏစလုံးပေါင်းမှတ်တတ်ကြတာဒီကာယံနဲ့ရကောက်ကိုနာငယ်တက်တဲ့ယံနဲ့ရကောက်ကိုသီးတင်တဲ့ယံနဲ့မကြာခဏမှတ်တတ်ပါဒီကာယံမမအောင်မှတ်ထားဖို့ကတော့ရကောက်ကိုနာငယ်တက်တဲ့ယံမယ်ဆိုရင်ကာယံနဗီဆိုတွက်မှတ်ထားပါကာယံနဲ့နဗီနဲ့တွက်မှတ်ထားပါရကောက်နတ်သက်ယံနဗီရကောက်နတ်သက်ယံနဗီအဲ့ဒါကာယံနဗီအဲ့ဒါတွက်မှတ်တာဒီအောက်ကကာယံသည်ဆိုတာကသူရကောက်ကိုသီးယံနဲ့ကာယံသည်ဆိုတာကသူကကရိယာအနေနဲ့သုံးတာပါဥမာဝင်းချံထယံအိမ်နော်အဲ့ဒါလိုတွေကိုကာယံနေဆိုတယ်နောက်ကျွန်တော်တို့တခုခုဝင်းလာမှာဆိုလို့ဝင်လာမှာကိုစိုးရင်လို့တခုခုနဲ့ကာထားတာကိုလည်းကာယံသည်ဆိုပြီးတော့သုံးပါတယ်အဲ့ဒီကာယံကြတော့ရကောက်သီးယံပါဟိုကဗျာမှာသုံးတဲ့ကာယံနဗီဆိုတာကြတော့ရကောက်နတ်သက်ယံနဗီရကောက်နတ်သက်ယံနဗီဆိုပြီးတော့အဲ့လိုလေးမှတ်ထားရင်ရပါတယ်နော်ဒီရကောက်ကိုသီးယံလို့ရှိရင်တော့သူကခုနထယံကာရာကိုသာမှတ်ထားလိုက်ပါဟုတ်ပါပြီအဲဒီတော့ကဲစလိုက်ပါဦးမယ်ကာယံဆိုတာကာယီရေးချကာရကောက်နတ်သက်ယံကာယံဆိုတာသူကကာယံဆိုတာဘာလဲဆိုပါဠိလိုလာတာဒီစကလုံးကကာယံဆိုတဲ့စကလုံးကပါဠိဘာသာကနေလာသူကကာရန္တဆိုတဲ့စကလုံးကနေလာတယ်အဲ့ဒါကိုပါဠိစကားလုံးပါဠိတဲ့အဖြစ်နဲ့ကာယံဆိုပြီးတော့ကျွန်တော်တို့မြန်မာတွေကဒီလိုပဲခေါ်နေကြပါတယ်ဟုတ်ပြီဒါဒီကာယံမှာအဓိပ္ပာယ်ဘာလဲလို့ဆိုအဓိပ္ပာယ်ကာယံဆိုတာဘာလဲဆိုစကားလုံးရဲ့နောက်ဆုံးတရားတန်စကားလုံးတစ်လုံးရှိမယ်ဆိုပါစို့အဲ့ဒီစကားလုံးရဲ့နောက်ဆုံးတရားတန်ကိုအဲ့ဒါကာယံလို့ခေါ်တာကဲရှင်းတော့အောင်ပြပြီးပါမစကားလုံးတွေတော့အပြာရောင်လေးနဲ့ပြထားပါတယ်နော်စကားလုံးတွေမှာတော့နှင်းတို့စီတို့နှင်းစီတို့ပန်းတို့နှင်းစီပန်းတို့ဆိုတာလေးတွေကဒါစကားလုံးလေးတွေဟုတ်ပြီနောက်တရားခံလေးတွေကဒီမှာအနဲ့ရောင်လေးတွေနဲ့ပြထားပြီးပါနော်သူကာယံကြတော့ဘယ်လိုခေါ်လဲဆိုတာကိုပန်းရောင်စလုံးလေးတွေနဲ့ပြပြီးထားပါတယ်ကဲဒါတော့ရှင်းပြီးပါမယ်ဆိုပါစို့နှင်းဆိုတာဒီနှင်းဆိုတဲ့အတန်တွက်ကအတန်တွက်ကိုကျွန်တော်တို့ပါဇက်ကတကယ်ကိုစိတ်ထဲရမဟုတ်ဘူးနဲ့ပါဇက်ထဲရပဲဒီခုနားထောင်နေတဲ့နော်နားထောင်နေတဲ့ကြည့်ရှုနေတဲ့မိတ်ဆွေကကိုပါဇက်ကနေအတန်ထွက်ကြည့်ပါနှင်းဆိုထွက်ကြည့်လိုက်စမ်းပါတွေ့ကြတဲ့ခါမှာပြန်သိချနာတော့ကိုယ်အတန်ကိုပြန်နာတော့နောက်ဆုံးအတန်ဘယ်လိုထွက်သွားတယ်လဲအဲ့နှင်းဆိုတဲ့အတန်ရဲ့နောက်ဆုံးထွက်သွားတဲ့အတန်ရဲ့ဟိုကြားလိုက်မှာပါဆိုတဲ့အတန်လေးကြားလိုက်အဲ့ဒီအတန်လေးကိုတရားတန်လို့ခေါ်ပါတယ်ဟောဒီမှာတရားတန်လို့ခေါ်ပါတယ်အဲ့ဒီနှင်းရဲ့တရားတန်ကအင်းဖြစ်သွားပါတယ်နော်အဲ့ဒီကိုကျွန်တော်တို့ကြပြအခေါ်အရကာယံလို့ခေါ်ပါတယ်နော်တရားတန်လို့မခေါ်ဘူးကာယံလို့ခေါ်ပါတယ်ဒီဟုတ်ပြီနှင်းရဲ့ကာယံကအင်းလို့မှတ်ထားလိုက်ပါဟုတ်ပြီနောက်တစ်ခုစီဆိုတဲ့ကြည့်ဒီစီဆိုတဲ့အတန်ကိုလဲခုနလိုပါဇက်ကနေအတန်ထွက်ပြီးတော့နားကနေနားထောင်ကြည့်ပါကိုယ်အတန်ကိုပြန်နားထောင်ကြည့်ပါစီဆိုတဲ့အတန်ရဲ့နောက်ဆုံးထွက်သွားတဲ့အတန်လေးကအီဆိုတဲ့အတန်လေးထွက်သွားဒီအီဆိုတဲ့အတန်လေးထွက်သွားအဲ့ဒီအီဆိုတဲ့အတန်လေးကိုတရားတန်လို့ခေါ်ပါတယ်ဒီစီဆိုတာတော့ဆလိန်နဲ့အတန်နဲ့ထွက်တာပေါ့လीဒါပေမဲ့အဲ့ဒီအတန်ရဲ့နောက်ဆုံးထွက်တာကအီနဲ့ဆုံးသွားပါတယ်
အဲ့ဒီဤဆိုတာကိုဒီစီရဲ့တရားတန်လို့ခေါ်တယ်အဲ့ဒီဤကိုလေကျွန်တော်ကြပြအခေါ်အရကဤကာယံလို့ခေါ်တယ်ဟောဒီစီဆိုတဲ့စကားလုံးရဲ့ကာယံကိုဤကာယံလို့ခေါ်ပါတယ်ခင်ဗျဟုတ်ပြီဒါဖြင့်နင်းစီဆိုတဲ့စကားလုံးကြတော့ဘယ်လိုကာယံဖြစ်မလဲဆိုတော့နင်းစီဆိုတော့ပါဇက်ကနေပြီးတော့အတန်ထွက်ပြီးရွတ်ဆိုကြည့်လိုက်ပါပါဇက်ကအတန်ထွက်ရွတ်ဆိုကြည့်လိုက်တဲ့အခါမှာနင်းစီဆိုတဲ့အတန်နောက်ဆုံးထွက်သွားတဲ့အတန်လေဤကာယံပဲဖြစ်ပါဘာဖြစ်လဲဆိုတော့စောစောကစီရဓမ္မလာပြီးစီမှလာဆုံးတာအဲ့ဒီနောက်ဆုံးထွက်တဲ့အတန်ဒီနင်းစီဆိုတဲ့စကားလုံးရဲ့နောက်ဆုံးထွက်တဲ့အတန်ဤဖြစ်နေတဲ့အတွက်ကြောင့်သူကသူစကားစလုံးတစ်လုံးနဲ့မဟုတ်ဘဲနဲ့စလုံးနှလုံးဖြစ်နေလေသူနောက်ဆုံးထွက်သွားတာကဤကာယံဖြစ်နေတဲ့အတွက်ကြောင့်သူကဤတရားတန်ဖြစ်နေတဲ့အတွက်ကြောင့်သူ့ကိုဤကာယံလို့ခေါ်ပါတယ်အဲ့တော့နှင်းစီဆိုတဲ့စကားလုံးရဲ့တရားတန်ဟာဤဖြစ်ပါတယ်အဲ့ဒီဤကိုကြပြအခေါ်ကဤကာယံလို့ခေါ်ပါတယ်ဟောဒီဤကာယံလို့ခေါ်ပါတယ်နောက်တစ်ခုပန်းဟောပန်းဆိုတာကိုလည်းခုနလိုပါဇက်သေးကနေပြီးတော့သူချရွတ်ကြည့်လိုက်ပါဒီချရွတ်ကြည့်ပြီးကိုယ်အတန်ကိုပြန်နားထောင်ကြည့်ပါနောက်ဆုံးသွားတဲ့အတန်လေးကအန်ဆိုတဲ့အတန်လေးနဲ့ဆုံးသွားပါလိမ့်မယ်ဒီချနားထောင်ရင်ကိုသိပါလိမ့်မယ်အဲ့တော့အဲ့ပန်းရဲ့ကာယတရားတန်အန်လို့ခေါ်ပါတယ်အဲ့ဒီထွက်သွားတဲ့အန်ဆိုတဲ့တရားတန်ဟာတရားတန်ကိုသို့တော်လို့ပဲကျွန်တော်တို့ကြပြခေါ်ကြတော့အံကာယံလို့ခေါ်ပါတယ်ဒီတော့ပန်းရဲ့ကာယံဟာအံဖြစ်ပါတယ်အာကာယံလို့ခေါ်ပါတယ်ဟုတ်ပြီဒါဖြင့်နှင်းစီပန်းဆိုတော့သုံးလုံးဖြစ်နေပြီအတန်ထွက်တာသုံးလုံးဖြစ်နှင်းလည်းပါစီလည်းပါပန်းလည်းပါဟုတ်ပြီအဲ့ဒီနှင်းစီပန်းဆိုတာကြတော့အဲ့ဒီနှင်းစီပန်းဆိုတာကြတော့ဘာကာယံလို့ခေါ်မလဲဆိုတော့ဒါလည်းဘာမှမထူးပါဘူးနောက်ဆုံးထွက်သွားတဲ့အတန်ပါပဲနေစီပန်းလို့ပါဇက်ကရွတ်လိုက်ရင်နောက်ဆုံးထွက်သွားတဲ့အတန်အန်ဆိုတာနေစီပန်းဆိုတဲ့အတန်ပေါ့နော်အဲ့ဒီအန်ဆိုတဲ့အတန်90လို့ပဲသဘောထားလိုက်ပါတော့ gain အဲ့ဒီလိုအန်ကာယံလေးကိုအဲ့ဒီအန်တရားတန်အဲ့ဒီနေစီပန်းရဲ့တရားတန်ကသူစကလုံးဘယ်နှလုံးမရှိရနေပြီးတော့အတန်ထွက်တာဘယ်နှလုံးတန်ထွက်နောက်ဆုံးထွက်တဲ့အတန်ကသူ့တရားတန်ကိုခေါ်ပါတယ်အဲ့ဒီတရားတန်ကိုကာယံလို့လည်းခေါ်ပါတယ်ကြပြခေါ်ကာယံလို့လည်းခေါ်ပါတယ်တရားတန်ဆိုတာကတော့ကျွန်တော်တို့အဲ့ဒါစာပြီးအခေါ်ဂီတအခေါ်ပေါ့ကျွန်တော်တို့ကြပြအခေါ်ကြတော့ကာယံလို့ခေါ်ပါတယ်ဟုတ်ပြီဒီလောက်ဆိုရင်တော့ကာယံအကြောင်းကိုအတော်လေးလိပ်ပတ်တော့လေလွားလောက်ပါတယ်နော်အရေးကြီးတာကတော့စလုံးမုံတဲ့အခါမှာကာယံကဆိုတာကကာရဏဆိုတဲ့စလုံးပေါင်းကလာတယ်ပါဠိစကားလုံးကလာတဲ့အတွက်ကြောင့်ရကောက်ကိုနတ်လက်ပြီးပါရကောက်ကိုသီးသီးတင်လို့ရှိရင်တော့အိမ်ထရံကာတာကိုပြည်မြင်အောင်လိုက်ပါဒါဆိုရင်တော့မမလိုင်းတော့ပါဘူးဟုတ်ပြီတော့ဘူးတခါကာယံအကြောင်းကပြပြီးတော့နောက်တစ်ခါတန်ဖိုးကာယံ14လုံးဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့တွားကြည့်အောင်တန်ဖိုးကာယံ14လုံးဆိုတာဘယ်နဲ့ဟာတော့ဟောကျွန်တော်တို့ဟိုတစ်ပတ်ကလည်းခဏပြောထားတဲ့ကာယံနေပါပဲကာယံ14လုံးကကျွန်တော်တို့ဒီမှာမြန်မာပြည်သူကျွန်းတွေကိုကဲတင်နိုင်အောင်စိန်ခေါ်ဖို့မြန်မာပြည်သူကျွန်းတွေကိုစိတ်တင်နိုင်အောင်စိန်ခေါ်ဖို့ဆိုတော့14လုံးဟုတ်ပြီအဲ့ဒီအတန်အတွက်14လုံးပါသောတော့ပြောတာလေမြန်ရဲ့ကာယံကြတော့အံဖြစ်သွားမယ်မာရဲ့ကာယံကအာဟောပြည်ရဲ့ကာယံကဤသူရဲ့ကာယံကဥကျွန်းရဲ့ကာယံကအော်သူရဲ့ကာယံကအေပေါ့ကိုရဲ့ကာယံကအိုပေါ့ကေရဲ့ကာယံကအေပေါ့တင်းရဲ့ကာယံကအင်ပေါ့
နံရဲ့ကာယံကအာကြီးပေါ့အောင်ရဲ့ကာယံကအောင်ပါပဲစိန်ရဲ့ကာယံကအိမ်ပေါ့ခေါ်ရဲ့ကာယံကအော်ပေါ့ပုံရဲ့ကာယံကအုံပေါ့ဒါကခုနတရားတန်လေးအဲ့ဒီတရားတန်လေးတွေကိုကာယံလို့ခေါ်ပါတယ်ဟုတ်ပြီဒါလို့ဆိုရင်တော့သဘောပေါက်တော့မှာပါနော်ဟုတ်ပြီဆက်သွားမယ်ဆိုရင်ကျွန်တော်အဲ့ခုနပြောတဲ့တန်ဖိုးကာယံကြီးတချို့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဥမာမြန်ရဲ့ကာယံခုနပြောထားတယ်အံကာယံလို့ပြောထားတယ်ဟုတ်ပြီအဲ့အံနဲ့ကာယံထားတာညီတာတွေကဟောကာယီတိကံကာယီနတကံအတူတူပဲကာယံညီနေတာဟောကြံညီတယ်ခံညီတယ်ချမ်းညီတယ်ပေါ့နောက်ဒီပြင်ကံတို့ကွန်တို့ရောပါရောပေါ့နော်အဲ့ဒါတော့ကိုယ့်အကူလိုက်ပြီးတော့ရှာကြည့်ပါဒီလိုမြန်တဲ့ကာယံညီတဲ့ဟာတွေနောက်မာလည်းဒီလိုပဲဟောမာဆိုတော့သူအာကာယံဟုတ်ပြီအာကာယံနဲ့ညီတာပါရှိကာရှိမယ်ကြာရှိမယ်ခါရှိမယ်ခွာရှိမယ်ဂါရှိမယ်ဂါရှိမယ်ပေါ့နော်စလုံးပေါင်းတဲ့ခါကျတော့မှဂါတို့မှလည်းစလုံးပေါင်းတယ်ရှိတယ်မတန်ဂါဆိုလို့ရှိရင်ဒီစလုံးကိုဖြောက်လို့မရဘူးဂါကြီးကဖြောက်ထားလို့မရဘူးဂါကြီးကအရေးကြီးပါတယ်ဆိုပြီးတော့ဂါကြီးကိုမလိမစားလို့မရဘူးသူကလည်းတန်ဂါစရင်နဲ့ပါတယ်ဒါကြောင့်မလို့ဂါကြီးကိုလည်းထည့်ရပါတယ်အဲ့လိုပါပဲအဲ့ဒီမာနဲ့ကာယံကြီးတဲ့အာကာယံတွေကတော့ကိုယ့်အကူသာဆက်ပြီးတော့တွေးလိုက်ပါတော့ရှာလိုက်ပါတော့နော်နောက်တစ်ခုကပြည်ရဲ့ကာယံကဤကာယံဖြစ်ပါပြည်ရဲ့ကာယံကဤကာယံဖြစ်တဲ့ကြောင့်မှာဤအခရာဤလေဒီအတန်ပဲကာယဒီကာယံပဲနော်နောက်ကီနော်ကြည်ချီဂီစီပေါ့လေအဲ့ဒါတဖြင့်အဲ့ဒါဒီကိုယ့်အကူဆက်ပြီးရှာကြည့်ပါဒီပြည်နဲ့ကာယံညီသွားမဲ့ဟာဒီနောက်သူမှလည်းဒီလိုပါပဲသူမှလည်းသူရဲ့ကာယံကဥကာယံဟုတ်ပြီဥကာယံနဲ့ညီတာပါရှိမလဲကာယံညီတာတွေကမှကူတို့ကျူတို့ခူတို့ခြူတို့ဂူတို့ငူတို့ပေါ့လေဒါတွေစလုံးပေါင်းရှိတဲ့ဟာတွေကျွန်တော်တို့ရွေးပြီးတော့ဒါတင်ပေးထားတာပါနောက်တစ်ခုကကျွန်းပေါ့နော်ကျွန်းဆိုလို့ရှိရင်သူကအွန်ကာယံဟုတ်ပြီအဲ့ဒီအွန်ကာယံရဲ့နေကာယံညီတာတွေကဟောချွန်တို့ဂျွန်တို့စွန်တို့ဇွန်တို့ပေါ့လေစသဖြင့်ပေါ့နော်ဒီမှာတော့ကျွန်တော်အများကြီးအကုန်လုံးရေးစလုံးတွေကမဆန့်ပါဘူးဒီလိုကာယံတွေကအများကြီးမလို့ကာယံညီတာတွေကအများကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့သဘောလောက်ပေါ့နော်ဒီလောက်ဆိုရင်တော့ဒါကာယံသဘောနားလည်လိမ့်မယ်လို့ယူဆပါတယ်နောက်တွေးဆိုတဲ့အတိုင်းကာယံကပါလဲဆိုတော့ပေါ့ဤကာယံပေါ့တွေးဆိုတော့ဤကာယံမှာသူနဲ့အတိုင်းညီတာကာယံညီတာတွေကဂီတို့ကြည်တို့နော်ခွေတို့ခြေတို့ငွေတို့ပေါ့အများကြီးပေါ့နော်နောက်တစ်ရှိအောင်ပါပေါ့နောက်ထပ်ကိုဆိုတာရှိသေးတယ်ကိုဆိုတာကြတော့လေဟောသူ့ရဲ့ကာယံကအိုကာယံလို့ခေါ်ပါတယ်ဟုတ်ပြီဒါဖြင့်အဲ့ကိုဦးရဲ့ကာယံညီတာပါလေဟောကျိုးတို့ဟောခိုးတို့ချိုးတို့အကိုတို့ငိုတို့ပေါ့အဲ့လိုဟာမျိုးတွေပေါ့နော်ကာယံညီတွေပေါ့နော်နောက်တာတန်ဖိုးကာယံ14လုံးမှာဒါ9လုံးပြီးတော့နောက်တော့9လုံးကတော့ကေရတင်းရနိုင်ရအောင်ရစိန်ရခေါ်ရပုံရပေါ့အဲ့ဒီ9လုံးကိုတော့နော်အဲ့ဒီ9လုံးနဲ့ညီတဲ့ကာယံညီတွေကိုတော့ကိုယ့်အကူသာရှာကြည့်ပါဥမာကေဆိုတဲ့စလုံးရဲ့ကာယံကကာယံဖြစ်ပါကာယံနဲ့ညီတာဆိုတော့ဥမာကျွဲတို့နော်ဒါတို့ပေါ့နော်နောက်တော့မှတင်ရဲ့ကာယံကအင်ကာယံပေါ့အင်ကာယံဆိုတော့ဗာရွှေ့မလဲကင်တို့ကျင်တို့ပေါ့နော်နောက်နာရဲ့ကာယံကျတော့အိုင်ကာယံပေါ့အိုင်ကာယံဆိုတော့သူကကိုင်တို့ကြိုင်တို့ပေါ့လေနောက်တော့အောင်ရဲ့ကာယံကျတော့သူကကောင်တို့ကြောင်တို့ချောင်းတို့ဂျောင်တို့ပေါ့လေဒီလိုမျိုးကာယံဒီပေါ့နော်နောက်စိန်ရဲ့ကာယံဆိုတော့အိမ်ကာယံပေါ့စိန်ကအိမ်ကာယံဆိုတော့သူနဲ့ကာယံညီတာဆိုတော့ကိန်တို့ပေါ့ဗျာကျိန်တို့ပေါ့နော်ချိန်တို့ဟုတ်လားဆိုတာဒီပေါ့နော်နောက်တစ်ခုကခေါ်နဲ့ကာယံညီတာတွေကြတော့လေခေါ်ရဲ့ကာယံက
Orgayan ဆိုတော့ or နဲ့ gayan ညီတာတွေကပါပဲကောလို့ကြော်လို့နော်ချော်လို့အဲ့ဒါမော်လို့စော်လို့ဆော်လို့ပေါ့ဗျာနော်ပုံနဲ့ gayan ကအုံ gayan နဲ့ညီတာပါရှိမလဲအုံ gayan နဲ့ညီတာဆိုတော့ဟောကုံလို့ကြုံလို့ခြုံလို့ဟာဂုံလို့ငုံလို့စုံလို့ပေါ့အများကြီးပေါ့အဲ့ဒါလို့သူ gayan ညီတာတန်ဖိုး gayan ညီတချို့ကျွန်တော်နမူနာလေးပြပေးတာပါဟုတ်ပြီဆက်သွားမယ်ဆိုရင်ကျွန်တော်တို့သူပြောနေတဲ့တန်ဖိုးဆိုတာကအခုကျွန်တော်တို့ဒါအခေါ်တစ်ခုအဖြစ်နဲ့နော်မှားတာလွယ်အောင်တန်ဖိုးလို့ပြီးလိုက်တာတန်ဖိုးတမ်းမဘာကြောင့်ပြီးရလဲဆိုတော့ကျွန်တော်တို့မှားတယ်လွယ်အောင်တန်အဖိုးရှိရင်အမရှိတယ်ဆိုတဲ့သဘောကိုလည်းသိတာအောင်ကျွန်တော်လျှက်စစ်တော်မှပဲအဖိုးအမဆိုပြီးတော့ကျွန်တော်တို့မဲ့ခေါ်ထားသေးတယ်ဆိုတော့ကျွန်တော်ဒီမှာလေအဖိုးနဲ့အမနဲ့ပေါက်မှလာလျင်ကျွန်တော်တို့စကားပြောတဲ့နေရာစာရေးတဲ့နေရာကြပြားဆက်တဲ့နေရာဒီမှာဒီအဖိုးတန်ဖိုးနဲ့တန်မနှစ်ခုသွားပြီးတော့သူကတလှည့်စီပေါင်းဆက်ထားမှသာလျင်ကျွန်တော်တို့ဒီကြပြားရဲ့အတန်လှလေးထွက်ပါတယ်အတန်ထောက်နေတာတို့အတန်ကြော်နေတာတွေချိုးနေတာတို့မဖြစ်တော့ပါဘူးအဲ့ဒါလို့သိတာအောင်ဆိုပြီးတော့တန်ဖိုးဆိုပြီးတော့နာမည်ပေးထားပါရှေ့တုန်းကတော့ကျွန်တော်တို့ရှေ့ထုံးနဲ့မပေးနဲ့ဆိုတဲ့စကားလို့ရှေ့တုန်းကတော့ခြီတန်လို့ခေါ်ပါတယ်အခုလည်းခြီတန်လို့တော့ခေါ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာတော့တန်ဖိုးဆိုတဲ့အခေါ်အဝေါ်နဲ့ပဲဆက်သွားမှာဖြစ်ပါတယ်တန်ဖိုးကိုခြီတန်လို့လည်းခေါ်ပါတယ်တက်တန်လို့လည်းခေါ်ပါတယ်ပဂရိတန်လို့လည်းခေါ်ပါတယ်ဂရုတန်လို့ပါဠိလို့လည်းခေါ်ပါတယ်ဟုတ်ပြီပါဠိလို့တန်နဲ့ပြောလိုက်ပြီဆိုရင်ဒီနေ့ခေတ်လူငယ်တွေကဒီပါဠိတန်ကြီးပါသွားပြီဆိုရင်သူကဘေးနှာခေါင်းရှုံဘေးရှောင်ကျင်ကြတဲ့သူကများနေတော့ကပါဠိတန်ကိုဖျောက်လိုက်တယ်ပဂရိတန်ဆိုတာလည်းဖျောက်လိုက်တယ်တက်တန်ဆိုတာလည်းဖျောက်လိုက်တယ်ခြီတန်ဆိုတာဖျောက်တယ်ဆိုတာကရှင်းထုံးပေးတာမဟုတ်ပါဘူးသူတို့ကိုကျွန်တော်တို့ဒီလိုဟောရတာတွေမသုံးမဲနဲ့တန်ဖိုးဆိုတဲ့ဟောရတာကိုသုံးလိုက်ပါတယ်ဆိုတာဒီကိုရှင်းပြတာပါဟုတ်ပြီအဲ့တော့တန်ဖိုးကာယံတွေကိုတရားတန်အဖြစ်စလုံးပေါင်းကြည့်ရင်နော်တရားတန်ဆိုတာနဲ့သွားတယ်တန်ဖိုးကာယံကိုတရားတန်အဖြစ်စလုံးပေါင်းကြည့်18မျိုးရှိတာတွေ့ပါလိမ့်မယ်အဲ့တော့အဲ့18မျိုးကိုကျွန်တော်တို့စလုံးပေါင်းကြည့်အာယိနတအံအံကာယံနော်အဲ့အံကာယံအာယိတိတိအံလည်းရှိတယ်ဒီမှာနံပါတ်1ကအံနံပါတ်2ကအာယိတိတိအံနံပါတ်3ကအာယိချအာအာကာယံနံပါတ်4ကအာယိလုံးတိသက္ခဤဤကာယံအခရာဤလည်းရှိတယ်နော်တတိထားဒါမိမှာဆိုလို့အခရာဤလည်းအဲ့ဒီဤကာယံနဲ့ပါတယ်ဟုတ်ပြီနံပါတ်5အာယိညတ္တဤပဲသူလည်းအတန်ဤပဲထွက်တယ်အဲ့ဒီဤရတယ်သူကဒီဤနဲ့ခုနအခရာအာယိလုံးတိသက္ခဤအခရာဤအဲ့ဒါဒီနဲ့အတန်တော်ချင်းအတူတူပါပဲကာယံချင်းအတူတူပါပဲညီးပါတယ်နံပါတ်6ဥကတော့အခရာဥလည်းရှိတယ်နော်အခရာဥလည်းရှိတယ်ဒီမှာနံပါတ်6ဥဟုတ်ပြီနံပါတ်9ကအေမှာလည်းအခရာအေဆိုတာရှိတယ်ဒီလိုအခရာလေးနော်အေဆိုတာရှိတယ်နောက်ပြီးတော့ဥနံပါတ်9ကအေဆိုတာရှိတယ်နောက်နံပါတ်10ကအင်းဆိုတာရှိတယ်နောက်နံပါတ်17ကအင်းပဲသူကဒီကအငတ်တဲ့အင်းအာယိငတ်တဲ့အင်းကာယဒီကအာယိညပ်ကလေးတတ်တဲ့ကာယအတန်တော့ချင်းအတူတူပါပဲကာယချင်းကတော့အတူတူပါပဲဒါပေမဲ့စလုံးပေါင်းပုံကြတော့မတူပါဘူးနော်ဒါခွဲပြထားတာနောက်တစ်ခုကနံပါတ်7ကအိုင်ကတော့သူကအိုင်ပါပဲနောက်73ကအောင်နံပါတ်14ကအိမ်နံပါတ်14ကအိမ်ရှိတယ်နံပါတ်15အိမ်ရလည်းရှိသေးတယ်ဒီလုံးကြီးတင်နာငယ်တက်အိမ်နဲ့လုံးကြီးတင်မတ်တက်အိမ်အဲ့ဒီကူကအတန်တော့တူတယ်ကာယံကြီးတယ်ဒါပေမဲ့စလုံးပေါင်းမတူတာလေးကိုပြတာဟုတ်ပြီနံပါတ်15ပြီးနံပါတ်16ပြီးတော့ဆိုရှိ
ဒီအော်နဲ့ကမားရတယ်တဲ့လားစလုံးပေါင်းတဲ့နေရာမားတာဘယ်လိုနေရာမျိုးမားအော်ဆိုတာအော်ခိုင်းတာဟေးလို့အော်လိုက်ဟေးလို့တော့မအော်နိုင်နဲ့ဘောရလို့ဘာလို့ဆိုတဲ့ဟာသားကြီးပြောတယ်လို့ပေါ့နော်အဲ့ဒီအော်ကဒါမျိုးသုံးပါတယ်အော်လေဆိုတာဟေးအော်တာလို့နော်အော်ကြီးပြောတယ်လို့ဆိုတဲ့အဲ့ဒီအော်ကဒီအော်ပါဟောဒီမှာအခရာအော်တာရှိသေးတယ်ဒါတရရရှိတို့အော်လူတို့တရရရှိတို့အော်လို့ပြောတာမဟုတ်ဘူးနော်အခရာအော်တာရှိတယ်အဲ့အခရာအော်ဆိုတော့အန်အော်တဲ့အခါထိတ်လန့်တဲ့အခါမျိုးမှာသုံးတဲ့သူအာမေရိစကလုံးကအော်အဲ့လိုလားကွာအိုးငါခုမှသိတယ်ကွာဆိုရဲအဲ့လိုအန်အော်တာမျိုးလို့နော်အိုးငါကြားတယ်ကွာဒါပေမဲ့လေဆိုရဲအဲ့ဒီအော်ဒီကဒီလိုအခရာအော်နဲ့သုံးပါတယ်လို့ဒီအော်နဲ့သွားမသုံးပါနဲ့အဲ့လိုအန်အော်တယ်ဆိုတဲ့ပုံစံမျိုးပြရင်အခရာအော်နဲ့အော်ပါဒီအော်နဲ့သွားအော်ရင်သူ့အော်ခိုင်းနေမှတ်နေပါဦးမယ်နောက်တစ်ခုကနံပါတ်19အုံအာတချောင်းနဲ့နတ်တာအုံနံပါတ်18မှာလေအာသီးတွေတချောင်းမှာအုံဆိုတာရှိသေးတယ်အတန်တွက်ကာယံကတော့တူးနေတယ်ဒါပေမဲ့စလုံးပေါင်းကနားငယ်တက်တယ်တကူကသီးတင်တယ်ဟုတ်ပြီအဲ့တော့တန်ဖိုးကာယံဒီကိုအတရတန်အဖြစ်စလုံးပေါင်းကြည့်18မျိုးရှိတယ်အာအီအူအေအိုအင်အိုင်အောင်အေအောအုံဆိုပြီးတော့18မျိုးရှိတော့ဒီနေရာမှာအငင်းပွားစရာလေးတွေနဲ့နော်မေးစရာလေးတွေရှိမှာပါဟုတ်ကဲ့အဲ့ဒါသိလို့ကျွန်တော်ကြိုတင်ပြီးတော့ဒါတင်ပြရပါဦးမယ်ဒီလိုပါတန်ဖိုးကာယံစလုံးပေါင်း18လုံးထဲမှာထွင်းချက်အဖြစ်ဟောအာယိမတ္တအံဟောအာတချောင်းငင်မတ္တအုံဟောဒီမှာအုံဆိုတော့အုံဘွားဆိုပြီးတော့မန်းနဲ့အုံမျိုးအဲ့ဒီအုံတို့ခြံလှပ်ထားပါတယ်ဒါထွင်းချက်အဖြစ်နဲ့ကျွန်တော်ခြံလှပ်တာဘယ်နဲ့ကြောင့်လဲလို့ဆိုတော့အုံဆိုတာအသုံးနေပါပါဒီလိုစလုံးပေါင်းပြီးတော့အသုံးတွေကနည်းပါတယ်တော့နေလို့ဒါတွေကိုခြံထားပါတယ်ခြံထားတော့ဒါဖြစ်ရင်ဒါကြီးခြံထားတော့ဟုတ်အဲ့တော့ဆိုတာကဘယ်နဲ့လို့ခုနကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တန်ဖိုးကာယံနေထဲမှာမြန်မာပြည်သူကျွန်းဆိုတာပါဒီကျွန်းကအွန်ကာယံပဲဟောဒီမှာအွန်ကာယံအဲ့ဒီအွန်ကာယံကိုကျွန်တော်တို့ခြံထားကဒါကအဲ့ဒီအွန်ကာယံအရင်ကအငင်းပွားခဲ့လို့ဘာဖြစ်လို့သူကဟဲ့ဒီနားငယ်တက်နဲ့အွန်မှာနားငယ်တက်နဲ့ဆုံးထားတဲ့အတွက်ကြောင့်သူအန်ကာယံထဲမှာထည့်တဲ့လူလည်းရှိတယ်မထည့်တဲ့လူလည်းရှိတယ်အဲ့တော့မထည့်တဲ့သူနဲ့ထည့်တဲ့လူနဲ့ကအငင်းပွားနေဒါပေမဲ့အတန်ကိုကျွန်တော်တို့သိချာနားထောင်ကြည့်နော်ကာယံကိုသိချာသိကြည့်မယ်ဆိုဒီအန်နဲ့အွန်နဲ့ကအတန်တွေ့ချင်းခြားနာနေပါတယ်ဒါမှမဟုတ်ကျွန်တော်ကဒီအွန်ဟိုပါဒီဟိုတန်ဖိုး14လုံးနဲ့မှာထားတဲ့ထည့်ပေးလိုက်ပါတယ်သီးသန့်တော့သီးသန့်ထားပါတယ်ဒါပေမဲ့သူကလေဒီအတန်တွက်ထဲမှာပါနေတယ်အသုံးများတဲ့စကားလုံးဖြစ်ပါတယ်အခွန်တို့ဟာအကျုံတို့နော်ပြုံတို့ဆိုတာနော်စွန်တို့ဆိုတဲ့ထဲမှာကြတော့သူကအင်းနဲ့အန်နဲ့လည်းမတူပါဘူးသူအတန်တွက်ကဝါဆွဲပါနေတဲ့အတွက်ကြောင့်တူပါဘူးဒါပေမဲ့ဝါဆွဲပါလို့သူတက်ထုတ်ထားတယ်မဟုတ်ဘူးအွမ်ဆိုတာရှိသေးတယ်ဒီအွမ်ဆိုတာကိုတရားတန်ကိုပါဇက်ကအတန်ထွက်ပြီးနောက်ဆုံးထွက်တဲ့အတန်ကိုနားထောင်ကြည့်လိုက်ပါအွမ်ဆိုတဲ့အတန်ကနောက်ဆုံးမှာအန်ဆိုတဲ့ကာယံပဲသွားဆုံးတယ်ဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့ကပြထားတဲ့နံပါတ်1ထဲကဒီအသီးသီးအန်ရယ်နော်အသီးသီးအန်ရယ်ဒီအနတ္တအန်ရယ်အဲ့ဒီအွမ်ရယ်သူတို့ကကာယံအတူတူထဲမှာခါတဲ့ထည့်ပေါင်းထည့်လိုက်တာပါနော်အန်နဲ့ဒီအတိုင်းပါပဲနံပါတ်2ဒီနံပါတ်2အန်ထဲမှာပတ်ပြီးထည့်လိုက်တာပါဒီနံပါတ်2အမတ္တအန်ရဲ့အန်ကိုရှေ့ကမတတ်ပဲနဲ့ဟုတ်တယ်လို့အသီးသီးအန်နဲ့သုံးလို့ရပါတယ်ဒီအန်ကို
မတ်တာအစာသီးသီးတင်လိုက်လို့ရတယ်ဆိုတဲ့အကြောင်းလေးပါဘုသူတမျှဝေပြလိုက်ပါတယ်လို့ကဲဒီနေ့ဘုတော့ဒီလောက်နေခဏနားမယ်ကျွန်တော်တို့နောက်နေ့ကြလို့ရှိရင်တော့ကျွန်တော်တို့ကတရင်လာနဲ့အင်္ဂလာမှာကျွန်တော်တို့ကြပြအကြောင်းထူရလေးပါးလေးဒီကျွန်တော်တို့တင်ပြပြီးမယ်နောက်ဘုဒ္ဓဟူးနဲ့ကျက်တပတိမှာကျွန်တော်တို့စလုံးပေါင်းလေးတွေအခြားအထွေထွေလေးတွေတင်ပြီးမယ်နောက်လောက်ကြတဲ့စနေမှာတော့ကျွန်တော်တို့တရားအကြောင်းတွေပေါ့နော်နာမဝုဒိသနာတို့ကရိယာဝုဒိသနာတို့နော်ဝိဘတ်တို့ဆိုတဲ့အကြောင်းတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကလောက်ကြတဲ့စနေမှာကျွန်တော်တင်ပြပေးပါမယ်မနေ့ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပြင်အခြားစလုံးပေါင်းလေးတွေနဲ့မိထားတာလေးတွေကလည်းဖြည့်ပေးရပါသေးတယ်အဲ့တော့တကယ်လို့ဖြည့်ရတာနေပြီဆိုလို့ရှိရင်တော့ဒီကြပြအကြောင်းလေးကိုဆက်လာပါဒီကြပြအကြောင်းလေးတွေကိုဒီလိုကြိုတင်ပြောမထားလို့ရှိရင်ကြပြဆက်တဲ့အခါမှာကာယံရှားတာလည်းခက်တယ်လို့ကျွန်တော်တို့အတန်ထောက်တာတို့နော်အတန်ပြောက်တာတို့ကာယံလောတာတို့လည်းဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကြိုတင်ပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့အသေးစိတ်သိနေတော့စိတ်အောင်ကျွန်တော်တင်ပြပေးနေတာဖြစ်ပါတယ်ကဲနားထောင်ပေးတာကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်လို့